မိန်းကလေးဟာသူမရဲ့ဆိတ်ဆက်ထားသူရဲ့ရည်စားဟောင်းကကိုဝင်ရှိအောင်ဆောင်ပြီးလိန်ညာနေတာကိုသိလိုက်ရပါတယ်ဒါပေမဲ့သူမဟာအဲ့ဒီအကြောင်းကိုလိုက်ရမပြောဘဲစိတ်ထဲကနေပဲကြိတ်ပြီးတွေးနေခဲ့ပါတယ်ဒီရည်စားဟောင်းဟာမကြခင်မှာဒီကလေးတူကိုအတုံးချပြီးသူမရဲ့ဆိတ်ဆက်ထားသူကိုဒေဝါလီခံအောင်လုပ်တော့မှဖြစ်တယ်လို့ဆိတ်ဆက်ထားသူရဲ့ညီမကိုလည်းဒုက္ခပေးတော့မယ်လို့သူမကကြိုတင်မြင်နေခဲ့တာပါထူးဆန်းတာကဆိတ်ဆက်ထားသူအမျိုးသားဟာမိန်းကလေးရဲ့စိတ်ထဲကအတွေးတွေကိုအံ့ဩတုန်လှုပ်စွာနဲ့ကြားနေရတာပဲဖြစ်ပါတယ်ဒီမိန်းကလေးမှာအနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်တဲ့စွမ်းအားရှိမှန်သူအဲ့ဒီတော့မှသိလိုက်ရပါတယ်တကယ်တော့သူတို့စတွေ့တုန်းကတော့ဒီအမျိုးသားဟာမိန်းကလေးကိုစိတ်ဝေဒနာရှင်တယောက်လိုပဲထင်ခဲ့တာပါမိန်းကလေးရဲ့အတွေးတွေမှန်မှန်စမ်းသပ်ဖို့အတွက်သူဟာသူမကိုအိမ်ကိုအရင်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကိုရည်စားဟောင်းဖြစ်သူကသူမရဲ့အစီအစဉ်ကိုအနောက်ရှက်ဖြစ်မှာစိုးရိမ်တာကြောင့်ပိုင်းနာခြင်းအောင်ဆောင်လိုက်ပါတယ်အမျိုးသားကသူမကိုစေယုံကိုချက်ချင်းခေါ်သွားပြီးမြဲဆရာဝန်ကတော့ရည်စားဟောင်းစီကလက်ထိုးထားခြင်းခံရပြီးသားပါဆရာဝန်ကရည်စားဟောင်းဟာထိတ်လန့်သွားတာကြောင့်ကိုဝင်ပြတ်ကျသွားပြီလို့လိန်ညာပြောဆိုလိုက်တဲ့အခါအမျိုးသားဟာအကြီးကျယ်စိတ်ထိခိုက်သွားပါတယ်အမျိုးသားရဲ့ညီမဖြစ်သူကလည်းနင့်ကြောင့်တာမဟုတ်ရင်ဒါမျိုးတွေဖြစ်လာမှာမဟုတ်ဘူးလို့ပြောပြီးမိန်းကလေးကိုအပြစ်တင်ပါတော့တယ်အဲ့ဒီအချိန်မှာမိန်းကလေးကဒီရည်စားဟောင်းရဲ့ဘိုက်ထဲမှာရှိတာကခေါင်းတက်တက်ပဲဖြစ်ပြီးဆရာဝန်နဲ့ပေါင်းပြီးလိန်နေတာလို့အနာဂတ်ကိုကြိုပြောလိုက်ပါတယ်ပြီးနောက်မိန်းကလေးဟာမော်ပညာကိုသုံးပြီးဆရာဝန်ကိုမလှုပ်ရှားနိုင်အောင်လုပ်လိုက်တာအမျိုးသားကိုမိဘခံတဲ့အထိခေါ်သွားလိုက်ပါတယ်ကျမ်းပြင်ပေါ်မှာပြုတ်ကျနေတဲ့ခေါင်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့အမျိုးသားဟာသူ့လိန်ညာခံထားရမှန်းသိသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့စိတ်ထဲကအတွေးတွေကိုသူထက်ကြလိုက်ရပြန်ပါတယ်ရည်စားဟောင်းကသူ့ကိုခွင့်လွှတ်ဖို့တောင်းပန်လာတော့မှဖြစ်ပေမဲ့အမျိုးသားကတော့သူမနဲ့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပြီးအကြအမြင်ရတဲ့မိန်းကလေးကိုပဲလက်ထပ်ဖို့သဘောတူလိုက်ပါတော့တယ်အနာဂတ်ကိုကြုံမြင်နိုင်တဲ့မိန်းကလေးနဲ့စိတ်ချင်းဆက်သွယ်နေတဲ့အမျိုးသားတို့ရဲ့အချစ်ဇလံဘယ်လိုဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ကျွန်တော်တို့ရဲ့အကောင့်လေးကို follow လုပ်ပြီးစောင့်ကြည့်ပေးခဲ့ပါဦးနော်